တပ်စနစ်တကျဖျက်ဆီးနေတဲ့လူငယ်တွေအနာဂတ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးကြပါမယ်။ညမီအောင်ဆောင်အောက်မှာလူအများစုကကခုန်နေကြတယ်။ State စင်ပေါ်ကနေ DJ MC ရဲ့အော်ဟစ်တန်တွေကလည်းခက်မျိုးမျိုးထွက်ပေါ်လာတယ်။လူငယ်လူလက်ပိုင်းအများစုပါတဲ့အုပ်စုတွေက DJ တီးလုံးတန်တွေနဲ့တူကခုန်ရင်းနှွှဲနေကြတယ်။ဒီမြင်ကွင်းတွေကနိုင်ငံတော်တိုက်ပွဲတွေကြောင့်ပြည်သူသားပေါင်းများစွာနေအိမ်တွေကိုဆွတ်ပြီးတော့ထွက်ပြေးနေရတဲ့နိုင်ငံမှာဟုတ်ရင်လားဆိုပြီးတော့စာဖတ်သူတွေတွေးကောင်းတွေးနိုင်ပါတယ်။မြန်မာနိုင်ငံထဲမှာဖြစ်ပါတယ်။ရန်ကုန်မန္တလေးတာချီလိပ်စားတဲ့မြန်မာနိုင်ငံရဲ့မြို့ကြီးအချို့ဆိုရင် KTV တွေဘားတွေကလပ်တွေနဲ့နိုင်လိုက်တွေကလူငယ်တွေကိုစစ်တပ်ကအာဓမ္မဖမ်းဆီးစစ်တိုက်ခိုင်းနေလို့လူငယ်တွေထွက်ပြေးနေရတဲ့နိုင်ငံကမ္ဘာအဆင်းရဲဆုံးနိုင်ငံနဲ့တိုက်ပွဲတွေဖြစ်နေတဲ့နိုင်ငံစစ်တပ်ကနေနေ့စဉ်ဒီမှာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့နိုင်ငံလို့မထင်ရအောင်ဘဝတွေကခြားနာလောက်ပါတယ်နိုင်ကလပ်ရင်ချင်းမှုမှာမြန်မာနိုင်ငံမြို့ကြီးတွေမှာရခိုင်ဆယ်စုနှစ်များစွာတွေကရှိနေပြီးသားပါဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဒီရင်ချင်းမှုဟာတမျိုးတမီပြောင်းလဲသွားခဲ့တာပေါ့ညဘွားတွေမှာပျော်ပါနေတဲ့လူငယ်အများစုဟာမွေးရစေဝါတွေကိုအရက်တောက်တယ်လို့မျိုးအဲ့စေဝါတွေကိုတုံးပြနေကြတယ်။ရန်ကုန်နဲ့မန္တလေးမြို့တွေကကလပ်တွေနဲ့ KTV တွေကိုလင်းလာလိုက်မယ်ဆိုရင်ဒီချက်တွေကအလွယ်တကူသိရှိနိုင်တယ်လို့ကိုရိုင်းတော်ရောက်ဖို့သူတွေကပြောတယ်။ကလပ်တွေအားလုံးဒီမှာစပွဲဝိုင်းနောက်မှာ Happy Water လို့ခေါ်တဲ့မွေးရစေဖုံတွေကိုဖြော်တဲ့အရေးဘူးတွေကိုရေဘူးနဲ့တင်ထားတာတွေကိုတွေ့ရတယ်။တိတ်မကြခင်မှာအဖြူရောင်မှုန့်တွေကိုဖုန်းစခရင်မော်တင်ကဖဲချက်နဲ့အပုံသေးလေးတွေလို့ပိုက်နဲ့နှာခေါင်းကိုရှူဆိုင်ကြတယ်။ Happy Water ဆိုတာ MDMA, Ecstasy, Methamphetamine, Diazepam နဲ့ကက်တဘိန်းတို့ကိုပါဝင်ပြီးတော့ဆေးဝါးတွေကိုအမှုန့်ကျိတ်ထားတာပါ။ဒါပတ်စံအတန်အသင့်သုံးနိုင်တဲ့လူငယ်တွေကြားမှာရေပန်းစားတဲ့မူရည်ဆေးဝါးပါပဲ။ပထမဆုံးကလပ်ထဲကိုရောက်လာတဲ့ Happy Water ဖြော်ဖို့စားကြတယ်။ဒါကိုဖြော်ဖို့အတွက်အမှုန့်ဒါမှမဟုတ်အနှစ်ဖြစ်လာတဲ့ဆေးတစ်ထုပ်ကို9သိန်းကနေ10သိန်းထိကိုဈေးပေါက်တယ်။တစ်စိတ်ပုံမူတည်ပြီးတော့ဈေးကွာတာပါ။ Evans Shrine နဲ့ Vancine တို့ကတစ်ထုပ်ကို9သိန်းကနေ6သိန်းကြားပေါက်ပြီးလူသုံးအများဆုံးနဲ့မှာပါပါတယ်။ငွေရစေးကိုရင်တွင်အားဖြည့်ချွေ energy drink တစ်မျိုးမျိုးရောပြီးတော့ရေတက်ဘူး9မီလီမီတာနဲ့တပူဖြော်ပါတယ်။အဲ့ဒါကို one shot တောက်ပြီးတော့တစ်ယောက်တစ်ခွက်တောက်ကြပါတယ်။အဲ့ဒီရေဝင်သွားပြီးတဲ့နောက်မှာတော့စိတ်တွေထကြွလာပြီးတော့ကကျင်စိတ်တွေနိုးထလာရလို့ဆိုရတယ်။ငွေရစေးဖြော်ဖို့ကာရာအိုကေနဲ့ကလပ်ကဝန်ထမ်းတိုင်းဟာဘာဆေးဆိုရင်ဘာယူပေးရမယ်ဆိုတာအကုန်လေးကျင့်ထားပြီးသားပါ။ဒီဝန်ဆောင်မှုတွေကကလပ်နဲ့ကာရာအိုကေဆိုင်တိုင်းကပြုလုပ်ပေးပါတယ်။အဲ့ဒီတပူကိုလူ၈ယောက်ထိကိုတောက်ကြတယ်။ဒီရေကခွက်လိုက်တောက်ပြီးရင်နိုင်ဝက်တနိုင်တွင်ကိုလူတွေကတက်လာတယ်လို့ပြောပြီးအပျော်ဆုံးချိန်ကိုရောက်လာတယ်လို့သုံးဆွဲဘူးသူတွေကပြောတယ်။အဲဒီကဆေးကချွေးထွက်ရင်ပြန်ကျလာတာမို့လို့ကေလို့ခေါ်တဲ့ကက်တမင်းကိုနှာခေါင်းသားမှနေပြန်ရှူရင်ဆေးမကြအောင်ပြန်ထိန်ရပြန်နေ။ဒါကကလပ်တွေမှာ KTV တွေမှာတွဲဖက်မှုအများဆုံးမွေးရစေသုံးဆွဲမှုတွေပါ။ Happy မပါရင်မကနိုင်တော့ဘူးလို့အသက်23နှစ်ရွယ် main ကလေးတို့ကပြောပါတယ်။ဒါအပြင် ST ကိုလည်းအသုံးပြုသူများပြပါတယ်။ဈေးကတော့တစ်လုံးကို8000ကျပ်ဝန်းကျင်ပေါက်ပြီးလူတူကိုတစ်ချမ်းလောက်သုံးကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့ချိန်ကစလို့ Party Drug လို့ခေါ်တဲ့မွေးရစေးတွေဟာကလပ်နဲ့ KTV တွေမှာလောလောကူကူပေါ်ပေါ်များများရရှိနေပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဖွင့်လှစ်လိုက်တဲ့ရန်ကုန်မြို့က Pioneer Platinum မျိုးကလပ်ကြီးတွေမှာမွေးရစေးဝါဟာပဲကြီးလော်ရောင်းနေတယ်လို့ပဲလို့လူငယ်တို့ကပြောပါတယ်။ရန်ကုန်မန်းလေးနေပြည်တော်မုံရွာမိထီလာစကိုင်းပြုံးလင်ဆိုင်မြို့ကြီးတွေမှာဒီမွေးရစေးဝါတွေကိုပေါ်ပေါ်ထင်းထင်းကိုရောင်းဝယ်ပြုလုပ်နေကြပါတယ်။ထူးခြားချက်တွေကလူငယ်တွေကိုပေါ်တန်ဆွဲဖမ်းဆီးမှုပြုလုပ်လေးရှိတဲ့မန္တလေးမုံရွာစကိုင်းမိထီလာမြို့တွေမှာ KTV နဲ့ကလပ်တွေကိုလွတ်မြောက်နေမြေတွေလုပ်ပေးထားတာပါလူငယ်တွေကိုကလပ်သွားလို့ KTV သွားလို့စစ်တပ်ကမဖမ်းပါဘူးကလပ်တွေ KTV နဲ့မွေးရနုံနဲ့ရောက်တဲ့စေအုပ်စုကတမင်ကွက်ချပြီးတော့လွတ်ပေးထားတာပါစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမွေးရစေဝါတွေဝယ်လို့ရတဲ့ KTV တွေကလပ်တွေဘားတွေကလည်းပို့ပြီးတော့များလာပါတယ်ဗီဒီယိုလေးကိုစောအောင်ကြည့်ပြတဲ့ကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်